ဒီနေ့လေးကတော့မိုးဟင်းကားဆိုလို့ရှိရင်အချိန်မရွေးနေမရွေးညမရွေးမိုးဟင်းကားတောင်းတနေတဲ့ကျမတို့နှစ်ယောက်ရဲ့မိုးငါရှာဖွေ blog လေးပဲဖြစ်ပါတယ်စားထားတာကတော့လေနည်းနည်းတော့ကြာပြီသူတို့ဆိုင်ဖွင့်ကားစားတော့တော့စားတာကြီးပေါ့နော်အဲ့ဒီစားထားတာရဲ့မတိုင်ခင်အရှိမတော့လည်းအဲ့ဆိုင်ကိုစားဘူးပဲဒါပေမဲ့အရန်ကြိုက်လို့ထပ်ခါစားရလားဆိုတော့လည်းမဟုတ်ဘူးအဲ့လိုလေမုံငါဆိုင်ကိုအေးအေးဆေးဆေးနဲ့အဲ့လိုနည်းနည်းပေါ့နော်တန်တန်ရှင်းရှင်းလေးစားကျင်တယ်ဆိုင်ကလည်းစဉ်းစားလို့မရဘူးရွေးလို့မရဘူးဆိုရင်ဘလို့ပဲဖြစ်ဖြစ်မကြိုက်ဘူးဆိုလဲနောက်ဆုံးမှရောက်သွားတာပေါ့နော်မကြိုက်ဘူးဒါပေမဲ့စားတယ်အဲ့လိုမျိုးပေါ့နော်မကြိုက်ဘူးဆိုလို့လေမကောင်းဘူးလားလို့မင်းညော်လဲအဲ့လိုလည်းမဟုတ်ဘူးအဲ့ဆိုကောင်းလားလို့မင်းတော့လဲအဲ့လိုလဲကောင်းတယ်လည်းမဟုတ်မကောင်းဘူးလည်းမဟုတ်ဘူးဒီတိုင်းပဲပေါ့နော်အဆင်ပြေရပေါ့မုံငါစားခြင်းနဲ့ easy ထိုင်နေတယ်ဆိုရင်တော့စားမယ်ပေါ့နော်ဒါပေမဲ့အဲ့လိုဆွဆွရမကောင်းတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ပြင်စီချင်တာပိုကောင်းစီချင်တာလေးရှိရအဲ့လိုလေးကောင်းသွားရင်တော့ဟာအရင်မမဆက် favorite ထဲကိုပါသွားမှာပေါ့နော်ပုံမှန်ဆိုလို့ရှိရင်အဲ့လိုငရုတ်တီးရတောင်းကနည်းနည်းမင်းကြီးတောင်းကအဲ့လိုမျိုးဖြစ်တာမျိုးတို့ဟင်းရမပူတာမျိုးတို့အရသာငံတောက်သွားတာမျိုးတွေဆိုလို့ရှိရင်တော့နည်းနည်းဟိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းကိုကမုံငါစားခြင်းတဲ့ခါကျတော့လေတွားလိုက်တာပါပဲစားပြီးတော့စီတီမတ်မှာဈေးဝင်လိုက်ပါတယ်ရှင်တက်တာ